မင်္ဂလာပါဒီနေ့ကတော့ဘာစားမလဲဆိုတော့ဒီမှာအေးမီရဲ့ရှမ်းခောက်ဆွဲပေါ့နော်ကျွန်တော်ပထမအဆုံးစားဖူးတာပေါ့နော်ဒါကလောက်စားဒါပြီးတော့စားနေတယ်လေမိတ်မဆက်ရလေဒါကြတော့အေးမီရဲ့ထိုးဖူးနွေးဖြစ်ပါတယ်ရှင်ဒါပထမဆုံးအေးမီရဲ့ဒါစားတာပေါ့နော်မစားဘူးခါမှအများကြီးနာမည်ကြီးတယ်နဲ့ဆိုတော့ဒါကတော့ငရုတ်ဒီကြော်အရင်စားကောင်းတယ်တော့မှာပါမရှိရပြင်ဘူးမှာထည့်တာဟုတ်တယ်တော့ကြတော့နှုတ်တော့မဆန်နိုင်တော့ဆွဲပြီဟုတ်ပါဒီမှာဟုတ်ကျမတော့ဘူးလို့ရဒီမှာရေများသွားတယ်နည်းနည်းလေးကောင်းတယ်ဆိုပါဟုတ်ရှိကိုလေးချက်သားလေးပါထည့်လိုက်တယ်ဒီမှာတော့ဘူးလို့ရဒီနည်းနည်းများသွားတယ်အနောက်ကအတန်းတော့ဒီခံပေးပါနောင်ချိန်နေရှာနေပါတယ်ဆက်ကောင်းပါโอเคဆက်ကောင်းပါကောင်းတယ်အေးမရကြားနေမယ်ကြည့်ရနော်ကိုယ်လည်းခုမှစားဘူးပါကောင်းပါလေချင်းWhat is right there? မမရိုးစီရောက်နေတဲ့ဒီမှာဒီငယ်ကွာကြော်လေးအရင်စားကောင်းတယ်ဘယ်ကပါလဲမဘယ်ဘူးအရင်စားကောင်းတယ်What's that sweet? စားကောင်းတယ်ဘယ်ကစားကောင်းလဲတူဘူးနဲ့ရေများသွားလို့လားမသိဘူးစားကောင်းတယ်တော့တကယ်ကောင်းတယ်ဘာကိုချက်သားလေးလုပ်ပြီးတော့ထည့်စားလိုက်တယ်ကောင်းရပဲဟိုကဘယ်မှာစားတယ်လူတွေကတော့ဒီလိုမျိုးအထုပ်လေးတွေနဲ့တော့အရင်ဆက်ပြီးမြို့ဒီကွာကြောင်နဲ့တော့ဘူးနေတော့ဟုတ်နေတယ်မြို့ဒီနှမ်းကကြုံသွားတယ်ဟုတ်တယ်It's kind of sweet. တော့ဘူးနေလည်းနည်းနည်းချို့ပဲဒီမှာတော့ဘူးနေလည်းဒီထားအောင်ကြောက်ဆိုဘူးကြိုက်တယ်ခံစားရတယ် Which one? ကြောက်လို့ဘူးကြိုက်တယ်တော့ဟာလေရှင်တက်တာ Tata, Yuzu Tawada, Shite,